Okay, so အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နေမှာကျွန်တော်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Minecraft ကျွန်တော်အရင်တင်ထားတဲ့ video က10 minute တည်သွားကြမလို့ part 2အနေနဲ့တင်ပြချင်ပါတယ်ခင်ဗျာဒီတစ်ခေါက်မှာတော့ hack ကောင်းမှုကတော့ပါမှာမဟုတ်တော့ဘူးเนาะ Okay ဆိုတော့ကျွန်တော် video လေးကိုတင်တန်လိုက်ရ subscribe လေးလုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော် video လေးကိုဆက်လိုက်ရအောင် let's go Okay ဆိုတော့ကျွန်တော် wall ကိုဆက်ရောက်ပြီးဆိုတာနဲ့ကျွန်တော်အင်ဆုံးလုပ်ရ share လုပ်ပါမယ်ဒီနောက်နေကျွန်တော်တောင်းကိုအရင်စစ်ပါမယ်ဒီနောက်ကျွန်တော်စစ်တာကိုလည်းဒီနေ့ထိုးပါမယ်ခင်ဗျာOkay, so ကျွန်တော်ပြင်ကိုခုတ်ပြီးသွားပြီဆိုရင်တော့ဒီမိုင်းတူးရင်ကောင်းမလားကျွန်တော်စဉ်းစားမိတာကကျွန်တော် hard core လည်းမဟုတ်ဘူးတေးလည်းပါမဖြစ်ဘူးဆိုအရင်တော့မိုင်းတူးရင်ကောင်းမယ်တဲ့ဆိုတော့ cave ကိုအရင်မရှာရင်ကျွန်တော် strong pickup လေးအရင်ရအောင်လို့ okay ဟိုဆိုအောက်ပဲရှာလိုက်တော့မယ်နော်အောက်ထဲမှာရှိတော့ okay ဆိုတော့ကျွန်တော်စပြီးတူးလိုက်ပါOkay, so ကျွန်တော်လုပ်ပြီးပြီဆိုတော့အရင်တော့မီးဖို့တစ်ခုလောက်လိုက်မယ်ပြီးတော့ကျွန်တော်ထုတ်ရင်လောက်အောင်ကျွန်တော် picket shot x အကုန်လုံးလိုက်နေရပြီးရင်ဒီဆက်သွားလိုက်ရအောင်ကောင်းမလားတောင်းရင်ထုတ်တာပြီးဆိုကျွန်တော်အရင်ဆုံးစားရရင်ရှာထားမယ်ဗျအများမရောက်ခင်ဦးဆိုတော့ပြောင်းပြကြည့်လိုက်ဟာရောင်ရင်ပြလိုက်တယ်ပြီးကျွန်တော်အရင်တော့ပြားကိုပြားတက်လို့တင်နေမကောင်းဟိုနောက်ကလိုက်လာရအောင်ဒီလိုလိုက်လို့မရတော့တက်ရွှေချက်တင်တော့လိုက်လာတာပေါ့ဟိုကျွန်တော်ဒီဘက်ကအရင်တော့ဒီဘက်ကဘာလဲဆိုကျွန်တော်ဟိုဘက်ကကိုပဲတွားလိုက်တော့လိုက်မြတော့တော့ဝေးဟုတ်တယ်လိုက်မြဆိုကျွန်တော်အရင်ဆုံးအိယာပေါ့နော်မိုးမချောက်ခင်အိယာအရင်ရအောင်လို့ဒီချက်ပေါက်ကလေးဝိုင်းရလေးချစ်စရာကြီးကျဒီသူချက်မေတော့တက်လိုက်နွားရည်လေတာရအောင်လိုက်ခိုင်းโอเคဟိုတော့နွားတစ်ကောင်လောက်ရှိကရှိမယ်ဟိုနော်နွားရည်လေတာပဲရတယ်ချောတာတော့စီစီလေတာအင်ကြီးလေးပါလေလောက်ထားရတယ်ဆိုအမဝတ်တကောင်ဒီမှာလည်းတက်လိုက်โอเคဆိုတော့အင်ရင်စောင့်ရင်ကောင်းမလားမသိဒီမှာလည်းချက်ရောသိလိုက်တော့အပန်းလေးနဲ့လှရဆိုတော့ဒီဘက်ကိုတွားကြည့်လိုက်မယ်ဟိုရှိမှာနေတာပြည့်ရှိထင်တယ်ဒီမှာလည်း keep တကူရှိနေတာပြရင်သွားမှာ keep တဲ့ရင်ဝင်တယ် keep ကနောက်မှဝင်လိုက်တော့မှကျွန်တော်ဟိုကရတဲ့ PC လေးတွေနဲ့ဒီမှာသုံးလို့ရရင်လည်းသုံးလို့ရတော့တယ်ဗျဆိုတော့အဲ့ကိုအရင်သွားလိုက်မယ် Goodness of flowers I support our Terramana Cooper the baby Cooper prettiness baby ဆိုတော့ဒီချင်းလေးဆိုပြီးလာနေဟောက်နေရစပါရှိနေbro action နဲ့အပဲရှိတာပြီးတော့ iron အစီရောဒါဘာတော့ရောတော့မသိကျရှိသမျှအကုန်လိုက်မယ်ဟိုဒီမှာ9 block တလုံးဟိုပေါ်မှာရှိလားမသိဘူးဒီမှာဟိုပေါ်မှာတလုံးရှိသေးဆိုတော့ကျွန်တော်ဟိုထဲကိုရင် iron pick နဲ့တူလို့ရတယ်နာမည်ခဏလေး9 pick နဲ့လည်းတူလို့ရမယ်တင်တယ်ကျွန်တော်မှရှိနေ9လေးကိုရင်းတော့ပေါ့ okay crafting ကြီးပဲချမယ်ပြီးတော့9ပြောင်းလိုက်မယ်တော့ဆို9 pick တခုလောက်လိုက်ကျွန်တော်9 pick ကို9ပြန်တူးလို့ရတော့တယ်ဗျဟုတ်ပြီဆိုကျွန်တော်တူးကြည့်အောင်ဘာလဲမသိဘူးမိုင်းကို9 pick နဲ့9ပြန်တူးလို့မရအဲ့ဒီရတော့လုံးဝရုပ်တိမရှိဘူးတင်တာလေ9 pick က3စားလို့လည်းမရတာမိုက်ပါဘူးဗျာကျွန်တော်ဒီဘက်ကကိုရောက်တော့ကျွန်တော်မုံနိုင်စဖြစ်တယ်ဘောလို့ မူရိုးရည်လည်းဒါရီပြင်လာတော့ကျွန်တော်လည်းရေရောက်တဲ့နေလွတ်မလားဆိုပြီးလို့
ရုပ်ကိုတက်လိုက်လုံးလိုက်နဲ့အသက်ကလည်းကျွန်တော်ရှူရသေးတယ်ဆိုဟိုလေကျွန်တော်ဒီတစ်ခေါက်တော့လုံးဝစွန်းစီးကြီးတော့မသေးချင်ဘူးပေါ့ဆိုဝေးအားရောက်တက်ရှင်တော့ Oh my god သူရဘလို့နည်းနည်းပဲကြံတော့တော့ပြီးဒီတဲ့အော်မစကလန်ရှိရဆိုတော့ဘယ်နာသွားနေရမလဲဟုတ်နေဘိုက်ကလည်းစားနေဆိုဘကန်းကိုကြည့်လိုက်မယ်ကျွန်တော်ရေးမှာဆိုဟိုရချင်းနေရေထဲမှာနေလွတ်တယ်ဆိုရင်တော့အသက်ရှူကြရင်လည်းစင်ပြေဘူးဆိုတော့ဒီတစ်ပင်အောင်လေးမှာခဏမုန်းခုန်နေရတယ်ဘာအန်နီမတင်ဖြစ်လာဘိုက်ကလည်းခဏစားတယ်ဝတာခုန်သွားတယ်ဟိုဘာဇုံမီကျော်ဇုံမီနဲ့လာတော့ရောရှော့โอเคဘိုက်ကခဏစားနေဗျဆိုအချင်းရဲ့ပဲစားထားမှာOh my god မိုးချိုးပြက်သွားပြီဗျဝေးတို့တွေကျွန်တော်လွတ်သွားလို့ဗျဆိုတော့ကျွန်တော်အချင်းရဲ့ပဲစားထားဆိုတော့လည်းရရောမိုင်းရင်းသားတူးလိုက်ဘယ်လိုဆုံးမီရောအော်ဒီမှာ creeper ပေါက်လေရေထဲမှာဆို timing ကမထိဆိုကျွန်တော်ခုနတွေးခဲ့တဲ့ cave ကဘယ်ရတော့မသိဘူးဒီကတော့မဟုတ်ဘူးဗျကျွန်တော်ဟိုဘက်ချမ်းမှာလားပေါ်မှာလားမသိဘူးအဲ့ဒီမိုင်းတွေနဲ့ဝင်ရမှာဟုတ်သေးဘူးဗျဒီဘက်ဒီဥစ္စာတော့မဟုတ်ဒါပေမဲ့ဒီထဲပဲဝင်ကြည့်လိုက်တော့မယ်ပြီးဆိုခဏနေရောဘာရောမသိခရင်းကြည့်ပဲခဏကျွန်မီးတိုင်းလိုတယ်ပေါ့နော်မီးOh my god ဆုံးတန်းလာဗျာမိုက်ခရမ်စောရကြရောတိတ်ပြီးမကျွမ်းတော့ဘူးဗျာဆိုတော့မီးရိုင်းလောက်မယ်မီးရိုင်းထုံးလိုက်မယ်ဗျာဆိုတော့ဘာလို့ရင်ကောင်းလို့ဝင်လိုက်တော့မယ်ဗျာဟုတ်လေပြင်မှာမိုးချုံနေဆိုတိုးကလည်းရှိမှာမဟုတ်အဲ့ရလည်းရမှာမဟုတ်ကျွန်တော်ဒါလေးအရင်ဆုံးဖြတ်လိုက်အောင်တော့ပစိန်နဲ့ဖြတ်ပြီးတော့ကိုပေးကန်နေဝေးစားပြီးဝင်ကြမယ် let's go okay စုံမမရှိဘူးအိုးဘာမှတော့ creeper တွေ့ရဗျဆိုဒီဘက်ကိုပြေးလိုက်မယ်လိုက်လာရဗျဝေးပေးမပေါက်နဲ့ဝေးမပေါက်ဗျတော့ပါသေးရဗျာကျွန်တော်မပေါက်တော့လည်းမဟုတ်ကျွန်တော်အစရင်ချောနေလောက်ဖွင့်ကြည့်လိုက်မယ်ဗျဖွင့်โอเคအော်ဆိုအောက်ကိုပြုတ်ချနေတယ်ဇုံမီရောမရှိတော့ဘူးတင်တယ်ဗျအမောစကလတန်ရှိရဗျဟိုတော့ရဟာဇုံမီတွေရော့ခေါ်ဝခတ်တယ်လုံနေကျော်အချင်းကြီးဂျာကြီးပဲဂျာနေခဲ့ပါဂျာရောဖိုက်မယ်လားခဲ့လားရော့အမရော့အမတားချက်မိမရမှာတားချက်အေးရှော့သွားโอเคနောက်တော့ထွက်ဒီညဒီကထွက်လို့ရပါမလားမသိဘူးဗျာကျွန်တော်ဟက်ကောမဟုတ်တာကြောင့်တော်တော်လေးခက်တယ်ပြီးတော့ကျွန်တော်ဒီထက်ကဇုံကြီးကပြေးတယ်လို့ပဲဆိုတော့မင်းသားလေးကြည့်အောင်ဆောက်လိုက်မယ်โอเคဘာဖြစ်လာပါဆောက်ရိုက်ဆိုတော့ဘက်ကကျွန်တော်ဒီဘက်ကပဲဖောက်ပြီးတော့ထွက်လိုက်တော့မယ်ဒီထဲမှာလည်းမနေစမ်းအောင်ဆိုတော့ချားတော့ရောတူအောင်ရောက်ကျွန်တော်မြန်ထွက်ပြီးဟိုဘက်ကန်းကိုသွားတာကောင်းမှတယ်
OK ဆိုတော့ခုကအမေတော်ရကတော့လွတ်လာတယ်ပြိုးပေါ်မှာကြည့်လောက်ရကျွန် cherry band နေအများကြီးပဲကျွန်ဒီဘိုင်းကတွေ့ရခတ်တယ်ဆိုမဲ့ကျွန်ဇုံမီကတော့ဘာလို့သိမရှိဆိုကျွန်တော်သွားလိုက်ပါဦးမယ်အဲ့ပေါ့တောင်မောင်ရင်တက်ကဲခဏဟိုးပါကြ Oh my god bro ဥက္ကခဲပြန်နေ Oh my god ဖုန်းနည်းနည်းတော့လက်နေပြီမီးလောင်စပိုက်ဒါတမျိုးမီးရတယ်စပိုက်ဒါစတားတော့ကြာရှိတယ်ပြီးသွားတယ်လေကြာတော့ဘာလေးချိုးကြရင်လည်းတော့လုံးစိတ်ပြက်နေတာဟိုကျွန်တော်မိုးလင်းတော့မှာဒီမှာလို့ကျွန်တော်ခဏလောက်ပဲတီးခံတာရှိမကူကြီးပဲဗျာโอ้ခဏကျွန်တော်မီးရရင်6တိုင်ပဲရှိကျွန်တော်ဒီထဲဝင်တော့ diamond တို့ iron တို့ကတော့အများကြီးရပါဗျာဇူမီကလည်းပြေးလိုက်နေတော့ပါပဲဇူမီပြေးတာတော်တော်စီးနေဗျာကျွန်တော် cap တွေပါရတဲ့ဝင်သူကပြေးနေကျောကလည်းမြင်မြန်ပြေးမှလွတ်တာသူကတော်တော်ဆွေးတော့ကျွန်တော်တောင်ပေါ်ပဲရင်တက်လိုက်တော့အဲဆိုတော့အဲတော့ glory နဲ့တောင်းတော့မရှိတော့ဘလို့ stone နေပဲတောင်းလိုက်တော့ရောကျွန်တော်မြန်တက်မှာ okay ရောက်ပြီဆိုတော့ဟိုမှာ cherry bean နေတော့အရင်သားတော့ပေါ်ကလေးတက်လိုက်ပါမယ်ပေါ်တာအပြင်မှာကျစီးစီအောင်စားရဒီနေ့မှာပေါ်တာစားတကယ်များရောအဲ့ဒါက cherry pie မဟုတ်တယ်တစ်ပင်နှစ်ပင်ပဲပေါ့တောင်းပေါ်မှာပေါ့ကျွန်တော်လည်းအဲ့နဲ့ဒီတောင်းလေးကိုတင်းဖို့ဆိုပြီးတော့နော်အိမ်ဆောက်တဲ့ခါလိုရင်လည်းလိုမှာပဲခုတ်လာခဲ့ပါတယ်ကျွန်တော်တခါတော့ဘာပြောမှမသိလို့ဗျကျွန်တော်ဗီဒီယိုလည်းအခုမှစလုပ်တာဆိုတော့အဲ့တဲ့ညံ့တာမျိုးဘာမျိုးရရင်တီးခံပြီးကြည့်ပေးချင်ပါတယ်ခင်ဗျခေါင်းလုံးလေးကြိုးစားနေရပေါ့ဆိုတော့ okay ဆိုတော့အောက်မှာလည်းကူကြီးအကြီးဗျစင်းလာရင်ကောင်းလားမသိဟုတ်ခုံစင်းအောင်ဝါတာဘက်ကလည်းမရှိဘူးကျွန်တော်ဒီတိုင်းမောရင်စင်းလိုက်ဟုတ်တွေ့တယ်okay အောက်စင်းဝီးပုတ်တော်ရည်ကျွန်တော်နည်းနည်းလေးကြည့်တော့လို့ okay ဆိုတော့ဒီခိုးအရင်တူးလာကျွန်တော်အဲ့နေရာမှာအချိန်ကြီးအများကြီးကုန်နေခဲ့အောင်လို့ဆိုတော့ဟိုတွားလိုက်ဒီတွားလိုက်ဟိုတူးလိုက်ဒီတူးလိုက်ဆိုgift တွေကိုတွားမှလို့လွတ်လိုက်တူကနေချုံနေထွက်လာလိုက်ဆိုအဲ့လိုမျိုးနဲ့အချိန်ကြီးကြာရွေးကုန်နေခဲ့ပါတယ်ဒီနေရာမှာလည်းကျွန်တော်အဲ့နေရာမှာဆိုရင်တွေးဘလော့ကိုသူဘလုံးမှမတိုက်ခိုက်နိုင်အောင်ဆိုအပေါ်ကနေပြုတ်ကြတော့ဘလောက်ထိခတ်တယ်မခတ်တယ်ဆိုတာဘလို့စဉ်းစားကြည့်လိုက်ဟိုကျွန်တော်ဖနာဆုပ်ရရစီကြည့်လောက်ကျွန်တော်ဒီချိန်မှာလည်းအဲ့လိုပါပဲကျွန်တော် iron ပြီးတော့ iron ပြီးဝေဖုံပြီးရလာလိုက်နဲ့ရှင်းလိုက်တော့အဲ့လိုပဲအချင်းကြီးအများကြီးပဲကြာနေခဲ့တာပေါ့ကျွန်တော်အဲ့ချိန်မှာပဲအစိမ်မိုးထိုင်သွားတာဒီမိုးကမိုးနဲ့ထင်တော့အစိတ်တက်တယ်အဲ့ဒါခေါင်းမိုးလေးလုံးလိုက်ခေါင်းမိုးလေးလုံးချလိုက်တာတကယ်တက်တာတော့ပြီးတော့ဒီအစိမ်မိုးရွာတာများလာတယ်ဂျယ်လီယုံကောင်တွေလည်းထွက်တယ်ကျွန်တော်အဲ့ဂျယ်လီယုံကောင်တွေကျွန်တော်တိုက်ခဲ့တယ်ဆိုတော့ဒီကနေဘလော်လေးကာထားလိုက်ပါတယ်ဆိုတော့အားလုံးကျွန်တော်ပြေးချက်တာဝတ်သားချက်တာမောင်မင်းညာဒီကြိုင်ရှိမှလိုက်ဖြစ်နေတယ်စင်မိုးကတော်ကြောက်ဖို့ကောင်းတယ်ခေါင်းမိုးကမြင်မြန်လောက်နိုင်တမ်းပြီးရှော့သားဆိုတော့အနေနဲ့ဝိုင်းမိုးပတ်တဲ့ခံရလိုက်လိုက်တော့ဆိုတော့ချင်းချင်းချိုင်းဆောင်တော့မိုးတိတ်သွားလာပြီခဏလေး
ကတားလေးယူပြီးတော့ကျော်တူးကြည့်လိုက်ဟိုကျော်တင်နေတိုင်းမမို့တဲ့ရောကျွန်တော်အဲ့ချိန်မှာအပြင်ထွက်မယ်လုတ်ပြီးတာကျမှရှာရှည်ပြီးတော့ဗောနော်အိုင်ဝန်လေးပါလေးနဲ့တွေ့မလားဆိုတော့ဝင်သွားကြအောင်တီမလို့ပါဖြစ်ကုန်မနေရုံထွက်ခဲ့ရတယ်ကျွန်တော်လည်းအပေါ်လေးရောက်ကျွန်တော်ဘာမှမသိဘူးဒီနေ့လမ်းတော်လိုက်တက်ပါဆိုတော့အဲ့ရလို့ရတော့ပြီဗျဟုတ်ပြီကွန်တီတင်နေကြဟုတ်ပြီရပြီဗျကျွန်ကွန်တီမမောလည်းချုပ်လာတယ်ဆိုတော့ဒီတူကိုလည်းအဲ့လိုမရှိဘဲနဲ့ကျွန်တော်ပြည့်စုံနိုင်ခဲ့ပါပြီဆိုတော့ဒေးတူရဆိုင်ရပါတယ်ဆိုတော့ဖုန်းကမရှိအောင်လို့ဒီနေ့ဗီဒီယိုလည်းလောက်ပါပဲကျွန်တော် like and subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုကျမှဖြစ်နေကြပါမယ်အားလုံးပဲ bye bye